ก็มาแต่เช้าเลยนะคะมิขามาทำกับข้าววันนี้เป็นงานบุญมิขาก็จะมาแต่เช้าเลยนะคะ มาช่วยงานบุญที่วัดนะคะก็แต่จินซูวันนี้มิขานะแต่งตัวสวยมากเลยนะคะวันนี้เป็นงานบุญนะคะဒီထဲမှာလည်းဝင်ထိုင်စားနော်မရအောင်သမီးမရအောင်ဒီမှာပဲရှင်နေရရှင်သမီးဝင်မကြည့်မထိုင်နေရရှိရဝင်ထိုင်စားသမီးပုံနေဝင်ထိုင်စားတယောက်နဲ့အကုန်လုံးမလေးပြောတယ်ဘယ်မှမပေးဘူးကဝါစား